မင်္ဂလာပါ GV Data Academy ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမှာကတော့ထက်ထွေးမျိုးအကြောင်းကိုခုမှစပြီးလေ့လာမယ့်သူတွေအတွက်ဒါမှမဟုတ်ထက်ထွေးမျိုးအကြောင်းကိုလေ့လာဖို့ဘာ software တွေလိုအပ်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ထက်ထွေးမျိုးအကြောင်းကိုလေ့လာဖို့ဘာ software တွေလိုအပ်လဲဆိုရင်ပထမတစ်ခုကတော့ metadata file ဒါမှမဟုတ်ရင်အတူကောင်းနေတဲ့ MD5 လို့ခေါ်တဲ့ software ဒုတိယတစ်ခုကတော့ထက်ထွေးမျိုးလို့ခေါ်တဲ့ software ဖြစ်ပါတယ်ဒီ software နှစ်ခုကိုဖုန်းtablet ဒါမှမဟုတ်ကွန်ပျူတာသုံးခုလုံးမှာအသုံးပြုလို့ရပါတယ်ဒီ software နှစ်ခုကိုဘယ်နေရာမှာအသုံးပြုသင့်လဲဆိုတာကိုထပ်ပြီးပြောပြမှာဖြစ်ပါတယ် metadata file အတူကောင်းတဲ့ MD5 လို့ခေါ်တဲ့ software ကိုဖုန်း tablet မှာအသုံးပြုသင့်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီ software ကတကယ်ဈေးကွက်ရောင်းဝယ်ပြုလုပ်တဲ့နေရာမှာအသုံးပြုရမှာဖြစ်ပါတယ်ထက်ထွေးမျိုးလို့ခေါ်တဲ့ software ကိုတော့tablet ဒါမှမဟုတ်ကွန်ပျူတာမှာအသုံးပြုသင့်ပါတယ်။ဘာလို့လဲဆိုရင်ဒီ software ကိုထက်ထွေးမျိုးအကြောင်းကိုလေ့လာတဲ့အချိန်ဒါမှမဟုတ်ဈေးကွက်တစ်ခုမှာဘယ်နေရာမှာရောင်းတဲ့နဲ့ဘယ်နေရာမှာဝယ်တဲ့နဲ့ဆိုတာကိုလေ့လာတဲ့ software ဖြစ်ပါတယ်။နောက်နေ့မှာလည်းဒီ software နှစ်ခုကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ TikTok ကို like and follow နှိပ်ပေးသွားကြပါဦး။တကယ်လို့ထက်ထွေးမျိုးအကြောင်းကိုလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့Facebook နဲ့ YouTube မှာ GV Data Academy ဆိုပြီးရရှာပြီးတော့ follow and subscribe နှိပ်ပေးသွားကြပါဦး